အားလုံးပဲမင်္ဂလာပါ welcome to Mindset ဒီဗီဒီယိုမှာတော့ကျွန်တော် live update လုပ်မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ဘာတွေလုပ်နေလဲဘာတွေလုပ်ခဲ့လဲပြီးတော့ဘာတွေလုပ်ဖို့စီစဉ်ရှိလဲဆိုတာကို live update လုပ်မဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခုလောဆယ်တော့ကျွန်တော်ဖေရဲ့ခုရှန်ဟိုင်းမှာရောက်နေတာဖြစ်ပါတယ်မနေ့ကတနင်္ဂနွေလေး CB ရဲ့တကားလာမှာတော့ကျွန်တော်ရှန်ဟိုင်းကိုရောက်လာတယ်ပြီးတော့အလုပ်ကိစ္စနဲ့လည်းတစ်ပတ်လုံးခီးသွားဖို့လည်းရှိပါတယ်မြို့တစ်မြို့ချင်းစီကိုတနေ့ကိုတစ်မြို့နီသွားဖို့တော့ရှိပါတယ် but anyway live update တွေနဲ့လုပ်ချင်ပါတယ်ခုလောဆယ်တော့ကျွန်တော်တို့Shanghai Hong Kong International Airport ကနေထွက်လာပြီးတော့ကျွန်တော် railway station ဟိုဘက်မှာရှိတဲ့ railway station ကိုလမ်းလျှောက်ပြီးတော့သွားနေပါတယ် Okay ပထမဆုံး Vincent တို့ဘာတွေလုပ်နေလဲဆိုလို့ရှိရင်ကျွန်တော်မှန်ပြောလို့ရှိရင် vlog တွေကမရိုက်ဖြစ်တော့ဘူးမြန်မာပြည်ပြန်ရောက်တာနဲ့ကျွန်တော်ဘာလို့မရိုက်ဖြစ်တော့လဲဆိုတော့ကျွန်တော် day to day routine က vlog နဲ့ YouTube ဘက်ကိုမသိပြီးတော့မလှည့်နိုင်ဘူးပေါ့လေမနေ့အလုပ်သွားတယ်ညနေအလုပ်ပြန်တယ်ပြီးလို့ရှိရင်ညနေကြလို့ရှိရင်ကျွန်တော်ခဏနားပြီးရတဲ့အားကလုပ်တယ် sports တွေပါလုပ်တယ်ပြီးတော့ညနေပြန်တော့မောပြီးတော့နားနေပြီကွာ iPad တွေပါကြည့် TV တွေပါကြည့်ပြီးတော့နောက်နေ့ cycle ပြန်လည်နေအဲ့လုပ်နေတော့ကျွန်တော် YouTube ဘက်ကိုသိမမဲ့ပြဘူးဗီဒီယိုတွေမရိုက်ဖြစ်ဘူး edit တွေမလုပ်ဖြစ်ဘူးအဲ့ဒါတခုပေါ့လေအဲ့ဒါလေး edit လုပ်ချင်ပါတယ်ပြီးတော့အခုဆိုရင်ကျွန်တော်တို့သွားတဲ့ကိစ္စကတော့ကျွန်တော်တို့စက်ရုံစီးပွားရေးအသစ်တစ်ခုစဖို့လုပ်နေတာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကား carrier တို့ forklift တို့အဲ့လိုမျိုးတွေတော့ဝယ်တဲ့ဟာလည်းဖြစ်ပါတယ်ပြီးတော့စက်အကြီးတွေလည်းတော့ဝယ်မယ် machinery လည်းတော့ဝယ်မယ်တောက်ရှော့တော့တရုတ်ပြည်သွားလာလုပ်နေရမယ်ဒါပေမဲ့ကျွန်တော် live update မလုပ်ရသေးလို့အားလုံးကိုလည်းသတိရတဲ့အနေနဲ့ဒီ video လေးကိုတရားချဖြစ်ပါတယ်အဲ့ဒီလည်းမလုပ်တော့ပါဘူးအများကြီးဒါပေမဲ့ yeah it's been a while and I've missed you guys and I'm back okay my name is it's not fan Vincent fan ကိုအရင်တည်းရပါတယ်ပြောရကြပြီ update မလုပ်တာကြပြီစကားလည်းလို့ထိုင်ပြောရကြပြီဖြစ်တဲ့အတွက်ဒီ video လေးကတော့နည်းနည်းလေးတော့ချိုးလူတွေလည်းပြည့်ပြည့်ဘာမှ content မရှိနေရှိမယ်ဒါပေမဲ့ကျွန်တော်အမြင်အားပေးနေကြတဲ့လူတွေချိုးလူတွေဆိုရင်ပြောကြသေးတယ်တလောက် video တစ်ပုတ်ပဲတင်ဆိုတော့ပြောသေးတယ်အဲ့လောက်ထိအားပေးကြရဲဆိုတော့ I can't let you guys down အဲကြောင့်မလို့ဒီ video လေးတရားချဖြစ်ပါတယ် but yeah today we are going to Shanghai railway station ကနေပြီးတော့ကျွန်တော်တို့Nanjing ကိုတော့မှာဖြစ်ပါတယ် Nanjing မှာကျွန်တော်တို့ဖြတ်ဆက်တွေသွားကြည့်မယ်တန်ဖြတ်တဲ့ဆက်တွေပါကားအဓိကကျွန်တော်ကားလို့တာဖြစ်တဲ့အတွက်ကား body ကိုကိုယ့်အကူလုပ်လို့ရအောင်လို့ဒီမှာဆက်တွေကိုတင်သွင်းပြီးတော့လုပ်ပါမယ်ဖြစ်ပါတယ်Okay ခုဆိုတော့ကျွန်တော်launch မှာစောင့်နေပါတယ်ပေါ့ခဏနေလို့ရှိရင်တော့ကျွန်တော် train မှာတက်ပါမယ်သူတို့လိုက်ပို့ပါမယ် Okay ပထမဆုံးကျွန်တော်ဗာပြောချင်တယ်ဆိုတော့ကျွန်တော်ခုနပြောရတယ်ကျွန်တော်ဘာလို့လဲဆိုတော့ချို့လူတွေကမသိကြအောင်ချို့လူတွေကတော့သိကြလိမ့်မယ်ကျွန်တော်ဘာလို့လဲဆိုတော့ car importer လည်းဟုတ်တယ် car distributor လည်းဟုတ်ပါတယ်ခုတော့ဆိုတော့ကျွန်တော်ဖေနဲ့ကျွန်တော်ဖေ leading လုပ်တာပေါ့လေဒီ project ကဘာလဲဆိုတော့ commercial vehicle ကိုစပြီးတော့ထုတ်မဲ့project လည်းဖြစ်တယ်ပေါ့အများကြီးတော့ detail မပြောချင်ပါဘူးဒါပေမဲ့ကျွန်တော်ခုယူထားတဲ့ brand အဲ့ Chainlink ဆိုတဲ့ဟာလေးဒါကတော့ commercial vehicle မြန်မာပြည်ရဲ့ commercial vehicle market ကိုလှုပ်ခါအောင်မဲ့commercial brand တစ်ခုလည်းဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့လုပ်နေပါတယ်ဗောဒီပြုစုပြောထောင်နေပါတယ်အခုမှမွေးနေပါတယ်ဗောလေမကြခင်ထွက်ပါတော့မယ်but anyway detail အများကြီးမပြောချင်ပါဘူးဆိုတော့ business competitor လက်ရှိရကြီးရဲ့လူတွေရှိရတယ်ဒါပေမဲ့ကို family ကိုတော့ကျွန်တော်Vincent family တော့အတိအကျလေးပြန်ပြီးတော့ပြောပြချင်တာမှကျွန်တော်ဘာတွေလုပ်နေလဲအဲ့ဒါလေးကို detail လေးပြောရဖြစ်ပါတယ် anyway let's move on to the next scene let's go okay အခုဆိုရင်တော့ကျွန်တော်တို့ဘယ်နိုင်လဲ8နာရီဒီ train ရ8နာရီကနေပဲ9နာရီတနာရီပဲမနက်ကပြောလို့ပဲရှန်ဟိုင်းကနေပြီးတော့နန်ဂျင်းကိုတောင်းရဖြစ်ပါတယ်အဲ့တော့အားလုံးပဲ like ကြအောင်လို့ပြောချင်ပါတယ် anyway before I go နည်းနည်း review လိုက်ပါအောင်မယ် I think this was like 568 yen မသိဘူးprice ချရမယ် business class so နည်းနည်း review လိုက်ပါအောင်မယ်ခွင့်လေးရတော့လေ look at this we've got monitor ထိုင်နေခုံနေပါတယ်နောက်ပြီးလို့ရှိရင် yeah table tray and power plug and everything ပါတယ်စီကလည်း super comfy ပဲဖြစ်ပါတယ်အဲ့တော့ yeah I'm excited let's go okay အခု train နဲ့သွားနေအောင်လေကျွန်တော်ရဲ့ YouTube channel ဘာဆက်ဖြစ်မလဲဆိုတာလေးလည်း update လုပ်လိုက်ပါအောင်ပါအားလုံးသိတဲ့အတိုင်းပဲကျွန်တော် YouTube channel ကကျွန်တော်အားပေးကြတဲ့လူတွေများကျွန်တော်ကြည့်ကြတဲ့လူတွေများကြတော့ UK content အနေနဲ့ပဲတွေ့ကြတယ် UK content အနေနဲ့ပဲကြည့်ကြတယ်ကျွန်တော် UK content တင်ရတာအရင်ဝါနာပါရဖြစ်တဲ့အတွက်ကျွန်တော် YouTube channel စခဲ့တယ်ပြီးတော့ဒီလိုအချိန်တွေကိုရောက်ခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော် graduate ဖြစ်ပြီးတော့အိမ်ပြန်ပြီးအလုပ်လုပ်နေတဲ့အချိန်မှာတော့စီးပွားရေးလုပ်နေတဲ့အချိန်မှာတော့ကျွန်တော် YouTube channel က UK content နဲ့မဆိုင်တော့ဦးလေးမသက်ဆိုင်တော့တဲ့အတွက်channel ရဲ့direction ကနည်းနည်းလေးပြောင်းနေတယ်ဗောလေပြောင်းနေရဆိုတော့ကျွန်တော်ဝေခွဲမရဖြစ်နေဘာလို့လို့မသိဘူးနှစ်နေရာအဓိကကတော့နှစ်ခုပဲဘာလဲဆိုတော့ပထမတစ်ခုကကျွန်တော် business life ကိုကြည့်ချင်လားဒါအားလုံးကို
မေးရတာဘာလို့လဲဆိုတော့ကျွန်တော်နောက်ကျရင်တင်လို့ရအောင်လို့ပေါ့လေနောက်ကျရင်ကြည့်ရှင်တဲ့လူတွေရှိတယ်ခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ business life ကိုတင်ချင်ပါသေးတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ UK မှာတက်ခဲ့တဲ့ဟာတွေ experience sharing အနေနဲ့series လေးတင်ဖို့စဉ်းစားထားပါတယ်ဗောလေအဲ့တော့ I'm not really sure what I should be doing but အဲ့ဒီခုတွေကတခုတော့ကျွန်တော်သေချာပေါက်တင်ဖို့မရှိပါတယ်ဒါပေမဲ့အခုကြည့်နေတဲ့လူတွေကဘာကြားချင်လဲဘာကြည့်ချင်လဲဆိုတာကိုအရင်ဆုံးကျွန်တော်ကိုအရင်ပြောပေးပါလို့ comment down below leave it down in the comments so yeah I really hope to see you soon peace အဓိကကျွန်တော်ဘာလို့လဲဆိုတော့ UK experience sharing ကကျွန်တော်လက်မတွေ့တဲ့လူတွေတခါလေကျွန်တော်စကားလာပြောရတဲ့လူတွေဒီကမဲ့ဒဇိန်းတွေမဒဇိန်းဆိုပေမဲ့ကျွန်တော်အားပေးကြတဲ့ fan တွေဖြစ်တယ်ကျွန်တော်အမြင်ကြည့်နေတဲ့လူတွေလည်းဖြစ်တဲ့အတွက်သူတို့လာပြောရတဲ့အချိန်ကြောင့်ရှင်ဟာသူတို့မသိချင်တဲ့ဟာလေးရှိရဲကျွန်တော်ညီရညီမတွေပေါ့လေအခုအကြောင်းတော့တက်ဖို့လုပ်နေအခက်ခဲရှိနေတဲ့လူတွေအကုန်လုံးကိုလည်းကျွန်တော်လည်းအခက်ခဲရှိခဲ့တယ်အရင်တော့လည်းအရင်ဒုက္ခရောက်ခဲ့လို့ဘယ်သွားအောင်လဲဘာကြောင့်တက်အောင်လဲဘယ်နိုင်ငံသွားမလဲအဲ့လိုမျိုးရွေးခဲ့ဘယ်မြို့သွားအောင်လဲအဲ့လိုမျိုးတွေအစexperience sharing အနေနဲ့တင်ပေးချင်ပါတယ်စိတ်ဝင်စားတဲ့ solution တော့အားလုံးပဲပြောပေးကြပါလို့ပြောချင်ပါတယ် anyway all right I think that's pretty much it let's go Come on, pull it.